ဒီတစ်ပတ်ပရီးမီးယားလိပွဲကြီးပွဲကောင်းအဖြစ်မန်ချက်စတာယူနိုက်တက်နဲ့မန်စီးတီးအသင်းတို့ဟာစနေနေ့ည9:00 နာရီချိန်ကျရင်အိုးထရပ်ဖို့ကွင်းမှာအကျိတ်နဲ့ရှင်မြန်ကစားသွားမှာဖြစ်ပါတယ်။အခုပွဲကယာယီနေပြတဲ့ခါရီရဲ့ဒုတိယကြိမ်မြောက်အိုးထရပ်ဖို့ပွဲဥထွက်ဖြစ်ပြီးယူနိုက်တက်အသင်းဟာစူပလာမျိုးလင်းချက်တစ်ခုမှမရှိတော့တာကြောင့်ကာရစ်ကလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ရဖို့တခုတည်းကိုပဲအောင်ဆိုင်ရတော့မှာပါ။ယူနိုက်တက်အသင်းတို့ကကြမ်းမာကောင်းတစ်ခုကတော့ခါရစ်ဟာဘောလုံးသမားဘဝတုန်းကမန်စီးတီးကို73ပွဲအထိနိုင်ရခဲ့ပြီးဆန်နာလန်ပြီးရင်မန်စီးတီးကိုဒုတိယမြောက်နိုင်ပွဲအများဆုံးရယူနိုင်ခဲ့တာဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ FA နဲ့လီဖလားပြိုင်ပွဲတွေမှာနိုင်ပွဲဆက်ခဲ့ပေမဲ့ပရီးမီးယားလိနောက်ဆုံးပွဲဆက်တိုက်တည်ကြခဲ့တာကြောင့်ထိပ်ဆုံးကအာဆင်နယ်နဲ့6မှတ်ပြန်ကွာသွားပါပြီ။ယူနိုက်တက်အသင်းဟာဒီရာသီပရီးမီးယားလိမှာအနိုင်ရနေတဲ့အနေအထားကနေအမှတ်ဆုံးရှုံးခဲ့တာက14မှတ်ထိရှိလာပြီးသူတို့ထက်ပိုများတာဆိုလို့ Chelsea, West Ham, Bournemouth တို့သာရှိပါတယ်။မန်စီးတီးနဲ့မကျော်တဲ့စစ်မှုဟာလန်ဟာပြိုင်ပွဲစုံနောက်ဆုံး6ပွဲမှာတကိုးသာသွင်းနိုင်ပေမဲ့ယူနိုက်တက်နဲ့တွေ့ရင်ဂိုးမျိုးလေးရှိပြီး8ဂိုးသွင်းဂိုးဖန်နေမှု3ကြိမ်နဲ့သွင်းဂိုးပါဝင်ပတ်သက်မှု17ဂိုးအထိရှိခဲ့ပါတယ်။ယူနိုက်တက်အသင်းမှာအဓိကတိုက်စစ်ကစားမ2ဦးဖြစ်တဲ့အမ်ဘူမိုနဲ့ဒီယာလိုတို့အသင်းကိုပြန်ရောက်နေပြီဖြစ်သလိုအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကလည်းဒဏ်ရာကနေရာလုံးပြေးသက်သာလာပြီဖြစ်ပါတယ်။မန်စီးတီးအသင်းဟာအိုးထရပ်ဖို့မှာယူနိုက်တက်ကိုပရီးမီးယားလိနိုင်ပွဲအများဆုံးရောက်နိုင်တဲ့အသင်းဖြစ်6ပွဲနဲ့ရပ်တည်နေပြီးအိုးထရပ်ဖို့မှာစုစုပေါင်း38ဂိုးထိသွင်းနိုင်ခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ2023ဇန်နဝါရီလတုန်းကမန်စီးတီးကို2ဂိုးနဲ့အနိုင်ရပြီးနောက်ပိုင်းကတည်းကအိမ်ဝင်းမှာနိုင်ပွဲမြူနိုင်တော့ပဲပရီးမီးယားလိနောက်ဆုံး5ပွဲမှာလည်းမန်စီးတီးကိုဂိုးမသွင်းနိုင်တာက4ပွဲထိရှိခဲ့ပါတယ်။နာမည်ကျော်အော်ပတာကတော့အခုပွဲမှာယူနိုက်တက်အသင်းအနိုင်ရနိုင်ခြေအဖြစ်25.9% သာသတ်မှတ်ခဲ့ပြီးမန်စီးတီးကိုတော့50.6% ထိသတ်မှတ်ပေးခဲ့ပါတယ်။